င်္ဂလာပါဗျထိုတဲ့ကမောင်တင်တဲ့ကြိုးဆိုပါတယ်ဒါကတော့ဒါလာဘက်ကညီကိုပေါ့နော်ဒီ1မောင်းနေတာဖြစ်ပါတယ်ဒီညီကိုကကြတော့ကားလဲမောင်းနိုင်တယ်ပေါ့နော်သူမောင်းနေတာပေါ့ဒါပေမဲ့ဒီရန်ကုန်လမ်းလေးတွေကိုဒါအလာ trainer ဖြစ်ပါတယ်ဘယ်ဘက်ကိုစက်ကနေပြမယ်ပတ်မှန်လေးကြည့်မယ်နော်ပတ်မှန်ရှင်းလားရှင်းတယ်ဆိုတဖြည်းဖြည်းချင်းမျောနော်ဝင်မျောဝင်ရပြီအလဲရရင်ရပြီတော်ပြီနော်အလဲရောက်တယ်ဆိုရင်ကျွန်တော်တို့ရပြီနော်โอเคခုနကျွန်တော်တို့ကတော့ဒါရှစ်မိုင်ကနေပြီးတော့ကပိုင်းဖျားမြို့ရဲပေါ့နော်မြို့ရဲပန်းဆိုးတန်းကနေပြီးတော့တောက်လျှောက်ကျွန်တော်တို့စုလေးဖျားလန်းကပိုင်းဖျားလန်းတိုင်းတောက်လျှောက်ဆင်းလာပြီးတော့ရှစ်မိုင်ပေါ့နော်ရှစ်မိုင်မှာကပိုင်းဖျားလန်းဆုံးသွားပါပြီအဲ့ဒါကပိုင်းဖျားလန်းဆုံးသွားတဲ့အချိန်မှာကျွန်တော်ရှစ်မိုင်ကနေတရားအောက်ကနေပေးပွေပြီးတော့ဒါပြည်လန်းပုံကိုမြို့ရဲကိုပြန်တက်နေတာဖြစ်ပါတယ်ခင်ဗျဒါမြို့ရဲကိုပြန်တက်နေတဲ့လမ်းကြောင်းပေါ့နော်ဒါပြည်လန်းပေါ်ရောက်သွားပါပြီဒီညီကိုကကြတော့ဒါသူကဒီဝက်မှာစမောင်းနေဆိုတာကကျွန်တော်ကမောင်းလဲမောင်းနိုင်နေတယ်မောင်းလဲမောင်းတတ်တယ်ပေါ့နော်မောင်းနိုင်နေတယ်ရန်ကုန်လမ်းကြောတွေကိုတီးဖို့လာ trainer ဖြစ်ပါတယ်နော်โอเคတာလေးဆင်းသွားမယ်တာလေးဆင်းသွားဒါ AD point ခုနကျွန်တော်ပြောခဲ့တဲ့ AD point ဆိုတာနော်ပြည်လန်းနဲ့ပါရမီလန်းနဲ့စုံတဲ့ point နော်ကြည့်နော်တဲကပြည်လန်းကန့်လက်ပြက်လန်းဒီပါရမီလန်းဟုတ်လားအဲ့တော့ဦးနာချိုရင်းကမှကျွန်တော်ရှင်းပြသလိုပဲAD point ရောက်လာတော့ကန့်လက်ပြက်ကပြည်လန်းညာဘက်ကိုချိုးသွားရင်ကျွန်တော်တို့ကဦးနာကပိုင်းဖျားလန်းနဲ့ပြောင်းပြန်ဖြစ်သွားတယ်ဘာလို့ကပိုင်းဖျားလန်းကျတော့ကျွန်တော်ကမြို့ရဲကနေဆင်းလာတာနော်ပြီးတော့ဒါကျတော့မြို့ရဲကိုပြန်တက်နေတာအဲ့တော့ညာဘက်ဒီကျွန်တော်တို့ဘရင်အောင်မှာသွားတာဘယ်ဘက်ကိုချိုးသွားရင်ဦးနာချိုရင်းကုန်းပြန်ဖြတ်မယ်ဖြတ်ပြီးသွားရင်ဘယ်ကိုသွားမလဲဘေလီထိတ်ညာတော့ကုန်းဘေလီထိတ်ကိုပြန်ရောက်သွားမှာဘယ်ချိုးရင်နော်ညာချိုးသွားရင်ဘရင်အောင်မှာဆုံးသွားမှာပါရမီလန်းနော်ဒါကိုကျွန်တော်တို့ပါရမီလန်းနဲ့ပြည်လန်းနဲ့စုံတဲ့ point ကိုကျွန်တော် AD point လို့ခေါ်တာနော်โอเคနော်အတိုင်းလေးဆက်သွားမှာလားကန်လန်း point ပေါ့နော်သူကတော့ point အသေးလေးနော်ဘယ်ဘက်မှာအချိန်လေးထိဘယ်ဘက်မှာကကြတော့လမ်းမရှိဘူးအင်းအကံမောင်မရှိတာညာဘက်ထဲဝင်သွားရင်သူကကန်လန်းခေါ်တယ်ကန်လန်းကနေဘယ်ကိုပေါက်သွားလဲဆိုတော့အင်းစိန်လမ်းမှာပေါက်တာဟွန်တီဘရိတ်လေးတင်တာဟွန်တီပြီးရင်ကျွန်တော်တက်တက်ပဲသွားအဲ့ဒီ Honda Fit မဲလေးတိုင်းမှာလိုက်သွားနော်လိုက်တက်လိုက်ဒီတိုင်းမှာလိုက်သွားဘာကြောင့်ဒီလမ်းကိုကျွန်တော်ကယူခိုင်းလဲဆိုတော့ကျွန်တော်ညာ free ကြောနှစ်ကြောမှုလို့အမှ inland point ရှိမှာတွေ့လား B point เนาะအဲ့ B point ကိုကျွန်တော်တို့ကစောင့်တယ်မလို့เนาะညာဘက်နှစ်ကြောက free ကြောသွားလို့ရတယ်သူက inland နဲ့꿰မဲ့꿰ကြောကိုပဲ point ပေးတာเนาะအဲ့တော့ကျွန်တော်တို့က over နှစ်ကြောဒီ inland နဲ့꿰မဲ့နှစ်ကြောเนาะကျွန်တော်ဒီဘက်နှစ်ညာဘက်နှစ်ကြောဒီပြည်လန်းတိုင်းထဲသွားမယ်နှစ်ကြောเนาะကိုစီတိုင်းပဲကိုသွားမယ်စီးမပြောင်းနဲ့တက်တက်ပဲသွားเนาะမှာကျွန်တော်တို့မြားအစိမ်းလေးနှစ်ခုလည်းထိုးပေးထားတယ်ဟုတ်လားเนาะညာအစိမ်းလေးနှစ်ခုလည်းထိုးပေးထားတယ်လဲတန်းနော်လဲတန်း point ဒီမှာ M tower ရှိတယ်နော်လဲတန်း point သူကလဲတန်း point ကနေအောက်ဆင်းသွားပြီးတော့ point ကိုသွားရင်ညာချိုးရင်သူကဘယ်ကိုသွားလဲဆိုတော့ကျွန်တော် sim light ဘက်ကိုသွားတာ grand hunter တို့ဘောရှိတယ်နော်ဘယ်ဘက်ကိုချိုးရင်တော့ကျွန်တော်ကတက္ကသိုလ်ရိပ်သာလန်တိုင်းဦးနာကျွန်တော်တို့ကုတ်ကိုင်းတရားအောက်ကိုပြန်ရောက်သွားမယ်ကပိုင်းဖျားလမ်းမှာကုတ်ကိုင်းတရားအောက်မြန်မာပလာသာနာနော်အဲ့တရားအောက်ကိုရောက်သွားပြီးတော့ရှေ့ဆက်သွားရင်ကျွန်တော်တို့ bus ကိုရုံဘက်ကိုသွားတာနော်ဒါညီကိုဦးနာတော့ကပိုင်းဖျားလမ်းမှာတော့ကျွန်တော်ပြောခဲ့ပြပါတယ်နော်ဟုတ်လားနော်โอเคဒါကတော့လှဲတန်းတရားဖြစ်ပါတယ်နော်ဝိုင်းကိုပတ်မယ်ဆိုရင်ကျွန်တော်တို့ကအဝိုင်းပတ်ဖို့တော့ကအလေကျော်ပဲယူမယ်နော်အလေကျော်ယူထားမယ်အချိန်လေးကိုအဝိုင်းနာကတ်သွားရင်အချိန်လေးကိုရှော့ထားနော်အချိန်လေးကိုရှော့ထားပြီးတော့ပြီးရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဘယ်ဘက်ကနေပတ်လာတဲ့ကားကိုဦးစားပေးကြည့်မှလားနော်ဘယ်ဘက်ကပတ်လာတဲ့ကားကိုဦးစားပေးကြည့်မယ်အချိန်လေးထိန်းထားကိုလန်းကိုနေအချိန်လေးထိန်းထားပြီးကိုလန်းကိုနေပြီးရင်ပတ်လာတဲ့ကားကိုကြည့်ပတ်လာတဲ့ကားရှင်းရင်အလဲဝင်မှာနော်โอเคထွက်အဲ့ဒီတက္ကစီနောက်ကထွက်သွားโอเคထွက်သွားပြီးတော့ကိုယ်အလဲကိုဝင်မယ်ကိုယ်အလဲကိုဝင်ပြီးတော့ပတ်မယ်ပြီးရင်ညာကိုစင်ကနေပြထားမယ်အဲ့ဒီပြည်လန်းတိုင်းကျွန်တော်တို့ပြန်ထွက်သွားမှာညာကိုပြဘယ်မပြနဲ့ပြန်အထွက်ကိုပြမှာကျွန်တော်ထွက်ညာကိုပြနော်ဒါဆိုရင်ကျွန်တော်တို့ဒါပြည်လန်းတိုင်းထွက်သွားမှာဟုတ်လားနော်ကိုကတော့ထွက်တာမှန်တယ်နောက်ကားတွေနဲ့ cross ဖြစ်မှာဆိုလို့ကျွန်တော်တို့ကစင်ကနေပြထွက်တာပို့ပြီး safe ဖြစ်တယ်နော်အဲ့ဒီဟာလေးကိုကျွန်တော်တို့ကဒါထွက်တာเนาะဒါဆိုရင်ကျွန်တော်ပြည်လန်းတိုင်းပဲဆက်သွားနေတာเนาะအဝိုင်းကိုကျွန်တော်တချမ်းပတ်လာတယ်ပြည်လန်းတိုင်းထွက်သွားတယ်အဲ့ဒီဟန်သာတွေဝိုင်းမှာကျွန်တော်တို့ကညာဘက်ကိုချိုးသွားရင်သူကကျွန်တော်တို့ဟိုဘက်သွားတာကြီးမြင့်နိုင်မှာသွားတာเนาะမှာ sim light ကိုပြန်ရောက်မှာเนาะ sim light အယိုးစိတ်ုံနာက point ကိုရောက်မှာเนาะအဲ့ဒီ point ဘက်ကိုသွားတာเนาะတော့ဘယ်ဘက်ကတော့ဘယ်ဘက်ကိုထွက်ရင်တော့ဥဝိစာရလမ်းကျွန်တော်ဦးနာပြောရလေဥဝိစာရအဝိုင်းရှိတယ်ဆိုတဲ့လမ်းเนาะဥဝိစာရလမ်းရှိမှာเนาะโอเคဒါဆိုဆက်သွားရင်ရှေ့မှာသူမြင်းနီကုန်းเนาะဒီရှေ့က point ကတော့မြင်းနီကုန်း point เนาะ
မြင်းဒီကုန်း point ကအောက်ဆင်းသွားရင်မြင်းဒီကုန်း point ရှိတယ်ကျွန်တော်တို့ကတရားပေါ်တက်သွားမှာနော်မြင်းဒီကုန်း point ကနေကျွန်တော်တို့ကညာဘက်ချိုးရင်ဘယ်ကိုရောက်မလဲဆိုတော့ကျွန်တော်တို့ဘားကြရကြောက်ကြီးမြင့်နိုင်ဘားကြရကြောက်အနေတဲဆက်သွားရင်ကြီးမြင့်နိုင်ကန်းနာကိုရောက်သွားမှာကြီးမြင့်နိုင်ကန်းနာလမ်းကိုရောက်သွားမှာနော်ပြီးသွားရင်ဘယ်ဘက်ချိုးရင်ကျွန်တော်တို့ဘယ်ကိုရောက်မလဲဆိုတော့ဓမ္မစီတီ point နော်ဓမ္မစီတီ point နေပြီးတော့ကျွန်တော်တို့တဲဆက်သွားတယ်ဆိုရင်ဟိုရွှေကုန်နိုင်တရားအောက်ကိုရောက်သွားမှာခုနကျွန်တော်ကပိုင်းဖျက်လမ်းမှာဖြတ်လာတယ်ရွှေကုန်နိုင်တရားအဲ့ဒီတရားအောက်ကိုရောက်မှာနော်ဒါကတော့ကျွန်တော်တို့မြင်းဒီကုန်းတရားကိုတက်နေတယ်နော်မြင်းဒီကုန်းတရားနေကျွန်တော်တဲသွားမှာမြို့တဲကိုနော်အပွိုင်းလို့ခေါ်တယ်နော်အလုံးပွိုင်းအချိန်လေးရှော့ထားအလုံးပွိုင်းသူကညာဘက်ကိုချိုးဆင်းသွားရင်ဒါကက်လန့်ပြက်လန့်အလုံးလမ်းပေါ့နော်ညာဘက်ချိုးဆင်းသွားရင်ကျွန်တော်တို့ကအလုံးကန်းနာကိုရောက်သွားမှာနော်ဘယ်ဘက်ကိုချိုးပြီးသွားရင်တော့ကျွန်တော်တို့ဦးနာပြောတဲ့ဥဝိစာရအဝိုင်းကိုဖြတ်မယ်ဥဝိစာရအဝိုင်းဒီဘယ်ဘက်ကိုသွားရင်ဥဝိစာရအဝိုင်းကိုတစ်ချမ်းပဲပတ်ပြီးတဲထွက်သွားရင်ဘယ်ရောက်သွားမလဲဆိုတော့ကျွန်တော်တို့ရွှေလုံးဖျားတောင်ဘက်ကို happy wall point ကိုတဲဖြတ်သွားပြီးဆင်းသွားရင်ဦးနာကျွန်တော်တို့ရွှေလုံးဖျား3လမ်းနာအဝိုင်းဥထောင်မှုအဝိုင်းကိုရောက်သွားမှာဥထောင်မှုအဝိုင်းမှတ်မိရတော့ဦးနာတော့ကျွန်တော်ဖြတ်လာခဲ့ပြီကွာဥထောင်မှုအဝိုင်းကိုတဲသွားရင်ကျွန်တော်ရန်ကုန်တိတ်ဆန်ဦးရင်မယ်ကန်တော်ကြီးကန်ရိပ်သာပတ်လန်းနဲ့ဝင်သွားတာနော်ဟိုဘက်ကတော့ဆက်မပြောတော့ဘူးဟိုဘက်ကိုဆက်ပြောဟိုဘက်တောင်မွေတွေကြီးကြောင်မြောင်းနေနဲ့အကုန်ရှုပ်ကုန်လိမ့်မယ်အဲ့ဒီလောက်သိရင်ရပြီနော်โอเคနော်ဒါသည်အလုံး point နော်ဒါကြတော့ပြည်တော်စုရိပ်သာ point ဒါကတော့တန်ယုံနေရှိတဲ့ညာတက်ဝိုက်ပေါ့နော်ညာဘက်ချိုးဝိုင်းတော့ကျွန်တော်ဗဟိုလမ်းမှာနေစုံသွားပြီလမ်းနော်ဟုတ်လားပြီးရင်ဘယ်ဘက်ချိုးရင်ကျွန်တော်တို့မြို့မကျောင်းလမ်းမှာဆုံးသွားပြီတူတူလေးပဲသူ့လမ်းရတယ်တဲ့သွားလို့ရကျွန်တော်တို့ကတဲ့သွားနော်သူအတူလေးတွေမဟုတ်လို့နော်သူကတော့ point အတူလေးပဲမင်းရဲ့ကြော်သွား point လို့ခေါ်တယ်ကျွန်တော်ညာကွေ့ဝိုင်းသူကလည်းဗဟိုလမ်းမှာဆုံးတာဘယ်ကွေ့ဝိုင်းမြို့မကျောင်းလမ်းမှာဆုံးတာဒါပဲလမ်းအတူလေးနော်ဒါကကြတော့မင်းရဲ့ကြော်သွား point နောက်တစ် point ကျမှပိုးချုပ်လမ်းနော်ဘယ်အစွန်ဆုံးယူသူကကွေ့ကြောနှစ်ကြောဘယ်ကွေ့ကြောနှစ်ကြောပေးတာဒီဘက်အစွန်ဆုံးယူပြောင်းဒီဘက်တကြောကိုပြောင်းရတယ်ပြောင်းလေးတင်တာဟိုမှာတရားကြီးတွေ့လားနော်မှာအဲ့ဒါကိုညီကိုဘက်ထိုးထားတဲ့တလားတရားကြီးပဲနော်အဲ့ဒါကျွန်တော်ကဘယ်ကွေ့သွားတာဒါတော့ညီကိုဖွင့်လို့ပြန်ပြီဆိုရင်တဲ့ပဲကျွန်တော်ကသွားရုံပဲနော်ဒီဘက်ကိုယူဒီဘက်အစွန်ကိုယူဒီဘက်အစွန်ဝင်မှာကျွန်တော်ကဘယ်အစွန်ယူထားတဲ့အတွက်ဒီဘက်အစွန်ပဲဝင်မယ်နော်ပြီးရင်ဒီဘက်ကိုထက်ကတ်အလေစီးနာကိုထက်ကတ်မယ်တကြောင်တက်ရွှေ့မယ်စင်ကနေပြရွှေ့တိုင်းမှာစင်ကနေပြမယ်နော်ပြီးရင်ကျွန်တော်တို့ဒါပိုးချုပ်လမ်းတိုင်းကျွန်တော်တို့ဒါမျိုးရဲရောက်ပြီဟလားနော်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအထူးသဖြင့်ကောင်းမွန်တင်နေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒလားဘက်ကညီကို day 1 မောင်းနေတာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်